မြန်မာပြည်ကတခုမျိုးအရင်စားချင်နေထိုင်းနိုင်ငံဘဲဆိုင်တဲ့ရောက်တခုမျိုးကိုအရင်ဆုံးရအောင်ရှာတယ်ဒါလေးကကြောက်ပွင့်တော့အရင်စားလို့ကောင်းတယ်ကြောက်ပွင့်တော့ကတော်တော်လေးကိုစားလို့ကောင်းတယ်ဒီဆိုင်လေးကလေဘာဆိုင်လဲဆိုတော့ hello တဲ့သူဆိုင်ရလေမီနူးတွေလည်းတော်တော်ဆုံးတယ်အရာခါတွေလည်းတော်တော်လေးကောင်းတယ်သူဆိုရင်ကျမယောက်ျားဆိုရင်ပလောသားဆိုပေမဲ့ဒီသူတို့ဘက်မှာတော်တော်မျိုးမိမျိုးမရှိဘူးတခုလေးကိုသူမန္တလေးရောက်မှအရင်ကြိုက်သွားတယ်ဒီရောက်တော့လေကျမနဲ့ပေါင်းတော့တခုလေးကိုသူအရင်ကြိုက်သွားတယ်တခုလေးကိုသူကအရင်တိတ်မကြိုက်ဘူးလေကိုသူအရင်စားတယ်ဒါပေမဲ့ဘုတ်ဖက်ကနည်းနည်းလေးနဲနေတယ်အနှစ်တရတော့ share ပါတယ်အနှစ်တရလုံးဝထင်မိခွေပဲတချို့ဆိုင်တွေမှာတခုလေးကတော်တော်လေးကိုစိုးရတဲ့မှာပါတယ်စားလို့မကောင်းတော့ဒီဆိုင်ကတခုလေးကလည်းတော်တော်စားကောင်းတယ်ခုနကကြောက်ပွင့်တုံလေးလည်းမှားတယ်ပေါ့နော်အရင်စားကောင်းတယ်နှစ်မျိုးမှရင်နှစ်မျိုးလုံးစားကောင်းတယ်ပထမတစ်ရက်ကဗာလဲဖတ်သမင်းလာစားတာအစစ်တီလို့ဒါဒုတိယတစ်ခေါက်လာစားတယ်ပေါ့နော်ဒုတိယတစ်ခေါက်ရဲ့အရသာလည်းအရင်စားကောင်းတော့သူကနောက်ရမနဲ့စားပါထပ်စားမယ်ဖြစ်သွားတယ်ရစားကောင်းပြီဆိုရင်ကျွန်တော်တို့ဒီဆိုင်ကိုလေမုံချင်းမီနူးတွေမစုံမချင်းထပ်ပြီးစားတတ်တယ်ပေါ့နော်လင်မယားနှစ်ယောက်လုံးကအဲ့ဒီအကျဉ်နှစ်ယောက်စလုံးတူတယ်အစားအသောက်ကိုကောင်းမှလည်းစားတယ်ကောင်းသွားပြီဆိုရင်လည်းအဆိုင်ကိုခဏတော့စားတယ်မကောင်းတော့ဘူးဆိုရင်လည်းအဆိုင်ကလုံးဝလက်မကြည့်တော့ကျမကကိုယ်နဲ့ဆိုတော့အရသာတွေရတယ်ဟိုထိမိလေးတွေဆိုရင်ပေါ့နော်အရသာမြည်ထက်တယ်ပုံမှန်ထက်စားရင်ဒီကြောက်ပွင့်တော့ငှုပ်တီလေးနဲ့ဆက်တယ်ပေါ့နော်အဆက်ရှော့ခိုင်းကိုမေ့သွားအရန်လဲစားလို့ကောင်းတယ်ကြောက်ပွင့်တော့ကလေတော်တော်ကိုစားကောင်းတယ်ထပ်ပြီးတော့ဒီကြောက်ပွင့်တော့ကိုစားခြင်းတယ်ပြီလားတုံးလေးအရသာနဲ့ဒီကြောက်ပွင့်တော့ရဲ့အရသာနဲ့ရောသွားရင်စားမကောင်းပါဆိုတော့အဲ့ဒီတခုလေးကိုတိတ်မစားပြီးခဲ့ပေါ့နော်ကြောက်ပွင့်တော့ရဲ့အရသာတော်တော်လေးစားကောင်းတယ်ရှင်တခြားဆိုင်တွေတော့မသိဘူးနော်ဒီဆိုင်ကတော်တော်လေးစားကောင်းတယ်နှစ်မျိုးလုံးမှနှစ်မျိုးလုံးစားလို့ကောင်းတယ်ဆိုင်ရမှုစားမှုလည်းကောင်းတယ်ဖြစ်မီနူးပေါင်းက200ကျော်တယ်လုံးဝမမြင်ဘူးပေါ့နော်အဲ့လောက်ထိမီနူးစုံတဲ့အထက်မှာမီနူးကလည်းပေးဟာမေးလိုက်စားတယ်ပေါ့နော်မရတဲ့အခါစားတချို့ဆိုင်နေဆိုမီနူးတွေကရေးထားတယ်ပေါ့နော်မေးလိုက်ရင်ဟိုမရအောင်ဒါမရအောင်လေဒီဆိုင်ကမီနူးပေါင်း200ကျော်နော်အဲ့ဒါအေးတွေဟို shake တွေ juice တွေမပါသေးဘူးဒါ200ကျော်ဆိုတာကမြန်မာစားတောက်တွေကြီးပဲ200ကျော်ဆိုတာဒါတော်တော်လေးကိုစုံတဲ့ထဲမှာပါတယ်စားလိုက်တာလေပြောင်းအဲ့လိုပဲကျမတို့ကအရင်ကြိုက်ပြီဆိုရင်စားပါတယ်နောက်တစ်ခုကတံပေါက်ပေါ့နော်တံပေါက်မှလိုက်တယ်တံပေါက်ကကြတော့တိတ်စားမကောင်းပဲပြောရမလားတံပေါက်ရဲ့ဆန်ကနည်းနည်းမာသွားတယ်ပေါ့နော်သူရဲ့ site လေးလည်းပေးထားတယ်ပြီးတော့သူ့ရဲ့တံပေါက်ကကျမတို့စားဖို့တဲ့ထဲမှာတော့ကောင်းတဲ့ထဲတော့မပါဘူးပေါ့နော်တံပေါက်တစ်ခုလေးတော့နည်းနည်းလေးမကောင်းဘူးပဲပြောမယ်ပေါ့နော်ကျန်တဲ့ဟာလေးတွေတော့ကောင်းတယ်တံပေါက်ကသူကထောက်ပဲအရသာလည်းနေပြီးတော့ထမင်းကြီးစားတဲ့ပါရသမမရှိဘူးဖြစ်နေပေါ့နော်စက်သားရဲ့အနှစ်ကလည်းပါမနေဘူးဖြစ်နေတယ်သူတို့ဆိုင်ကဒီဖတ်ထမင်းမှာထည့်စားတယ်မကြီးနှစ်လေးနဲ့စားရင်တော့စားကောင်းမယ်အဲ့နေမကြီးနှစ်မထည့်ပေးဘဲနဲ့သူချက်ပေါင်းကျော်ထည့်ပေးလိုက်တယ်ချက်ပေါင်းကျော်ကလည်းနည်းနည်းလေးတိုးနေရပေါ့နော်အိမ်ရောက်တော့ကြတော့ကြည့်လိုက်တော့ပုံစံလေးကလှတယ်တပေါက်ကဆန်လေးနဲ့တွေ့လေးဒါပေမဲ့ဆန်နည်းနည်းမာနေတယ်အိမ်ရောက်တော့ကြတော့ဆန်တော်မာနေလို့တော်တော်စားယူလိုက်ရတယ်စက်သားပေါင်းထားတာတော်တော်စားကောင်းတယ်တပေါက်မှာလေတပေါက်ဆန်လေးပဲလို့နေတယ်အဲ့တော့ဒီပို့လေးကိုမြင်သွားလို့ရင်တံပေါက်လေးကိုနည်းနည်းပြပြင်ပြီးချက်လိုက်တော့စားကောင်းသွားပါမယ်ဒါကနောက်တစ်နေ့မှာမနေ့ခင်း breakfast ဆိုပြီးတော့စားပါတယ်ကကြီးကိုက်ကျမရဲ့ဂျမ်ပါတာကျမအရင်ကမြည်ကြည့်ပါတယ်ပေါ့နော်ကကြီးကိုက်ကသူကတော့စိတ်သက်ဆိုင်ပဲဆိုင်ပဲရောက်ကျမယောက်ျားကကြီးကိုက်နံပါတ်1မှာတယ်ပေါ့နော်တခြားအသိမစားဘူးသူကကြီးကိုက်ကိုအရင်စားတယ်ကကြီးကိုက်ကိုသူထမင်းနဲ့တွဲစားတယ်ပေါ့နော်သူပြောတဲ့ဒီရတာကသူတို့ကပေးရတာနဲ့တူပဲတဲ့သူကျင်နေတယ်ပေါ့နော်သူကျင်နေကျမလည်းကျင်နေပါတယ်ရှင်ပင်လယ်စားလေးကြီးပွဲပါမယ်ကင်းမွန်ပါမယ်ပစုံပါမယ်စိတ်မကြည့်ဘူးရှင့်သူဆိုင်ရတယ်ကျမရဲ့ breakfast ကတော့ရခိုင်မုတ်တီမစားတာကြောင့်ရခိုင်မုတ်တီအရင်စားချင်လာတယ်ခောက်ဆွဲကြော်လည်းစားချင်လာတယ်ပေါ့နော်မနက်ခင်းတိုင်းထမင်းစားနေရတာအစီတက်များသူ့လိုခံစားလို့အဲ့ဒီကမုတ်တီတုပ်ကလည်းစားလိုက်တာတော်တော်လေးစားကောင်းတယ်အများကြီးလဲပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ထက်မှာထည့်ထားတဲ့ငါးတွေကလည်းအများကြီးပဲတော်တော်လေးကိုများတယ်ဒါပေမဲ့စားနေရင်လည်းမှာတတိယသွားတယ်ပေါ့နော်ငါးကပါငါးနဲ့လှုပ်လေဆိုပြီးတော့ session ကိုတစ်ချက်မေးလိုက်ရပါတယ်ငါပလာဒူလာကိုငါပလာဒူလာ
ပလာပြီးတာမာဂျိုရီတက်များတဲ့ငါးတွေဆိုရင်ကိုယ်တွေစားလို့မရဘူးပေါ့နော်ကလေးအတွက်ထိခိုက်နိုင်တယ်မိခင်အတွက်တော့ဘာမှမဖြစ်ဘူးပေါ့နော်ဒါကြောင့်မို့ကျွန်မကငါးနဲ့ပတ်သက်ရင်နည်းနည်းလေး sensitive ဖြစ်သွားတယ်ငါးကဘာငါးလဲပေါ့တူနာတွေဘာတွေဆိုစားလို့မရဘူးနော်စုံမုံတို့ဒီစီဘက်ဖစ်လေးတို့ပဲစားလို့ရတယ်အဲ့တော့ကျွန်မမာဂျိုရီတက်မြင့်နေမှာဆိုတော့အဲ့ငါတော့မစားလိုက်ဘူးပေါ့နော်ဒီငဖေတောင်မှစားတယ်လို့မစားတယ်လို့နည်းနည်းပဲစားလိုက်တယ်ဆိုင်ထဲမှာတတိယသွားပေါ့နော်တကယ်တော့အဲ့ဒီငါးလေးတွေပါထည့်ဆိုင်တော်တော်လေးစားကောင်းတယ်အဲ့ငါးတွေအများကြီးပါတယ်ကျခောက်ဆွဲရလဲအရင်စားကောင်းတယ်ကျွန်မနှစ်ပွဲကိုလောက်ပဲကြည့်ပြီးမှာလိုက်တယ်ပေါ့နော်တပွဲနဲ့ဘိုက်ကူလဲထွက်သွားတယ်